အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးမှာတော့မခင်က14ဘက်နှစ်ပြားကြီးကိုနှစ်ပဲ0.1ရွေးကိုတွဲပြပေးပါဆိုတဲ့ CB ကမေးတဲ့မေးခွန်းလေးကိုဖြည့်ပေးမှာဖြစ်ပါတယ်အဲဆိုရင်14ဘက်နှစ်ပြားကြီးဒီနှစ်ပဲ3.1ရွေးကိုမတွက်ခင်မှာပေါ့နော်14ဘက်နှစ်ပြားကြီးကိုတွက်မယ်ဆိုရင်အခါပေါက်ဈေးကိုတီးပြီးတော့သူ့ရဲ့အတွင်းဆက်ပြေဆက်ပေါ့နော်တစ်ခုခုကိုသုံးပြီးတော့14ဘက်နှစ်ပြားကြီးတစ်ချက်ဈေးကိုအရင်ရှာရမှာဖြစ်ပါတယ်ပြီးတော့မှတစ်ချက်ဈေးရပြီးတော့မှသူ့ရဲ့အလေးချိန်နဲ့မြောက်ရမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်တော့20လေးကိုရှင်းသွားအောင် calculator နဲ့နေရော20လေးရောလိုက်ကြည့်ကြရအောင်ရှင်ဒါဆိုရင်တော့ဒီမှာကြည့်လိုက်ရအောင်ပေါ့နော်14ဘက်နှစ်ပြားရီကိုသူကနှစ်ပဲ3.1ရွေးကိုတွဲခိုင်းတယ်ပေါ့နော်ခုနှစ်ဈေးပေါ့နော်16ဘက်ရီတစ်ချက်ဈေးက90နဲ့1000လို့ထားလိုက်မယ်14ဘက်နှစ်ပြားရီတစ်ချက်ဈေးကိုအရင်ရှာရမှာဖြစ်ပါတယ်90ကို TV 16နဲ့စား14.5နဲ့မြောက်ရင်14ဘက်တစ်ပြားရီရဲ့တစ်ချက်ဈေးနှုန်းရမှာဖြစ်ပါတယ်သူရဲ့ရွှေလေးချိန်ကကြတော့နှစ်ပဲ3.1ရွေးဆိုတော့3.1ရွေးအစားရှင်အပေါင်းနှစ်အစား16အပေါင်း3ညာအများ82သိန်းဒီ14ဘက်နှစ်ပြားရီရဲ့တစ်ချက်ဈေး82သိန်း65,330နဲ့ကျပ်ကိုတီမြလိုက်မှာဖြစ်ပါတယ်ဒါဆိုသူရဲ့ကြားသိန်းငွေက10နဲ့32,146ကျပ်ရမှာဖြစ်ပါတယ်ရှင်ဆိုတော့ဒီရွှေတင်လေးက14ဘက်နှစ်ပြားရီတွက်မယ်ဆိုရင်ဒီဈေးတိုင်းတစ်ချက်ဈေးကိုရှာရမှာဖြစ်ပါတယ်ဒီမှာကိုရဲ့အလေးချိန်ကိုပုံတင်นี้မှာရွေးအစားရှင်အပေါင်းပဲအစား16အပေါင်းကျပ်အများရွှေဈေးနဲ့အစားတွဲရမှာဖြစ်ပါတယ်ရှင်ဆိုရတော့လက်ကလေးကတော့ပိန်နေတာနည်းနည်းတိခက်ပြီပေါ့နော်ဒါပရိလုတ်ထားလို့မလက်ကမလောက်ဘူးဖြစ်နေတယ်ကျေးဇူးများကြီးတင်ပါတယ်မခက်ပါခုလိုမျိုးတိချင်တာမေးချင်တာလေးရှိလို့ရှိရင် comment မှာမခက်ပေးလို့လည်းရတယ် CP မှာလာမေးလို့လည်းရတယ်ရောင်းတာပဲဖြစ်ဖြစ်ဝယ်တာပဲဖြစ်ဖြစ်ပေါင်တာပဲဖြစ်ဖြစ်ကြိုက်တာလာမေးလို့ရပါတယ်နောက်တစ်ချက်ကကြတော့ဒီ calculator နဲ့နီးလေးကိုပြလိုက်မယ်အဲဆိုရင်အခု3ညတတမဒီဘာလဲ1ရှင်အစားရှင်အပေါင်းနှစ်အစား16အပေါင်း3ညကျက်ပေါ့နော်ကျက်မရှိတော့3ညအမြောက်63,65,330နှစ်ကျက်ရတစ်ချက်စီပေါ့နော်အဲ့ဒါညီမချင်းလိုက်ရင်32,246ကျပ်ရမှာဖြစ်ပါတယ်ရှင်ဆိုတော့တကယ်၍ကိုကနေပြီးတော့ဒီလိုမျိုးလေးမသိချင်ဘူးဝယ်တာရောင်းတာပေါင်တာမဟုတ်ဘဲနဲ့လုပ်ငန်းတစ်ခုကိုစချင်တယ်ဘယ်ကစရမှမသိဘူးရွှေလုပ်ငန်းကိုအရင်နည်းနည်းလေးနဲ့စချင်တယ်ဘယ်လိုစရမှမသိဘူးဆိုရင်တစ်ချက်စီမှာရွှေသင်တန်းလေးတွေကိုလာစေဖွင့်လှစ်ပေးပါတယ်ဒီရွှေသင်တန်းရှိတဲ့မြို့တွေကကြတော့ရန်ကုန်မန္တလေးနေပြည်တော်တောင်ကြီးဆိုပြီးတော့ဖြစ်ပါတယ်ရှင်ပတ်စေတိုင်းသင်တန်းခွဲလေးတွေရှိပါတယ်လစေတိုင်းမှာလည်းရှိပါတယ်ဆိုတော့လာပြီးတော့လေးလာဖို့ဖိတ်ခေါ်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်မခက်ပါ